jadi man Prahida longan khodi Nyanya tulu sete makai andreti Prahida sekli di muino nivadi Nyanya tulu lurai makai andreti Prahida sekli di muino nivadi Susunyita tadadiaga triti Duda along shinta kichi simye ladi Lau aku du pijadi Dana aku du pijadi Jadi yang orang tua sudah cakap ni Nolazan seli ni Natal seli guni Jadi apa seli ni seli ni dan ni Terus sena ini di mana Kini ni jadi di mana sih ada EMS jika malam yang ni pi twist away kerana kerana ini kalau saya dah janjinya apa lagi ya jadi di mana udah dia jangan ya wei yang ni mah jangan dia lapi ama twist away ada ini namanya alung tu di ni ani mesti jangan Jesu dia jauh kau jauh biar diကျွန်တော်ခန္ဓာစီစဉ်ရကျွန်တော်ခန္ဓာစီစဉ်ကိုခုနဲ့ကျွန်တော်ခန္ဓာကြီးကိုကျွန်တော်ကျင့်ပသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ခန္ဓာစီစဉ်အခြေအတူအတွင်းမှာအရှင်းပြအောင်ခန္ဓာစီစဉ်များကိုတခုချင်းစီကျွန်တော်ပြင်ရတော့မယ်နဲ့ခန္ဓာစီစဉ်တည်းရကျွန်တော်ခန္ဓာကြီးကိုအောင်ပြဆိုဖြစ်နေပြီးတဲ့နောက်အခန်းစားစီစဉ်နှစ်ရကျွန်တော်ဒီ EMS line ကို EMS network ကိုဥဆောင်ရတဲ့စီမံများနဲ့ကျွန်တော်မိတ်ဆက်ပြီးမှဖြစ်ပါတယ်ကျွန်တော်ဒီဘက်ကဆိုလို့ရှိရင်ကျွန်တော်တို့ဥမောပြည်သူကေစီဆရာမောင်ဖြစ်ပါတယ်ကျွန်တော်ဒီဘက်ကတော့ဥပ္ပနိုင်ကျွန်တော်မြန်မာစုကျွန်တော်တို့အမဒူတိုင်းဥက္ကရာဖြစ်ပါတယ်ခင်ဗျဒီဘက်ကတော့ကျွန်တော်တို့အမ်ဆိုင်ပါကျွန်တော်မြန်မာကေစီအမကကျွန်တော်တို့ EC ဖြစ်ပါတယ်ဒါကိုမြင်မြဦးပါကျွန်တော်တို့တဘောဝဘေးရှိတကုန်းကျွန်တော်တို့တဘောဝဘေးရတဲ့ကဘာတစီရကျွန်တော်တို့ကိုမြင်မြဦးဖြစ်ပါတယ်ခင်ဗျဒီလိုစီမံများအနေနဲ့တော့ဒီဘက်ကကျွန်တော်တို့လောကကြီးတော်ဥက္ကကြီးကျွန်တော်စီမံဥက္ကမောင်ဆွေဥဆွေဖြစ်ပါတယ်ကျွန်တော်ဒီဘက်ကဆရာကျော်ဦးကျော်စူပါမြန်မာဖြစ်ပါတယ်ခင်ဗျဘုဘကတော့ကျွန်တော်တို့ကိုမျိုးလင်းအောင်001 EMS 001ကိုမျိုးလင်းအောင်ဖြစ်ပါတယ်ကျွန်တော်ဘက်ကတမန်ကြီးမော်နိုင်ငံချက်ချင်းဒီနာပြီးတစ်ဖွဲ့တာမွေထားနေကိုချင်းမင်းသူတမန်ကြီးဖြစ်ပါတယ်ကျွန်တော်တို့ဘက်ကတော့ဒီကကြီးကအောက်ကကြီးဦးကျင်မျိုးကျွန်တော်တို့စီမံဖြစ်ပါတယ်ဦးရှမ်းဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ဘက်ကတော့ကျွန်တော်တို့ဒီရှင်မလာမျိုးနဲ့အမှန်23ရပ်ကွက်ကတားစီတကရပါကျွန်တော်ဦးသားစုဖြစ်ပါတယ်ကျွန်တော်တို့ဘက်ကတော့ကိုမျိုးစုံဦးပါခင်ဗျတာဂီတာကျွန်တော်တို့မောတရာဖြစ်ပါတယ်ဘုဘကတော့ကျွန်တော်တို့နေပြီးတော့ကောင်းစီနေမြေကတမတုကလုံးစုံနာကိုဦးချိုက်ဖြစ်ပါတယ်ကျွန်တော်ဟိုဘက်ကဥမောင်တော်ကျွန်တော်ရွှေမင်းသားဘုံတော်ကျွန်တော်ဒီနေ့မှာခမ်းမကြီးရဲ့နေရာပိုင်ရှင်ပေါ့နော်ကျွန်တော်ပြည်မဆိုရဲဆိုနာကိုရွှေမင်းသားကိုတော့ဖြစ်ပါတယ်ကျွန်တော်ဟိုဘက်ကဓမ္မစင်ရောင်းတောင်းကလပါထားတဲ့ဓမ္မစင်ရောင်းမှာကျွန်တော်ဩဃာကြီးဖြစ်ပါတယ်ခင်ဗျဓမ္မစင်ရောင်းဩဃာကြီးဖြစ်ပါတယ်ကျွန်တော်တော့အခုလက်ရှိဦးကြကြရှင်ဖြစ်ပါတယ်ကျွန်တော်အခုလက်ရှိကိုအခမ်းအနားကိုခန္ဓာမှုဖြစ်တဲ့ကျွန်တော်စီစဉ်နေဆက်ပြီးတဲ့ပူဇော်ဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တယောက်ချင်းကြီးကျွန်တော်တို့မိတ်ဆက်ပြီးတဲ့နောက်ပိုင်းမှာပြီးလို့ပြီးကိုမနီယာနဲ့ပြီးတော့မှပတ်သက်တဲ့အကြောင်းနဲ့တကွာကျွန်တော်တို့ EMS နဲ့ကလုပ်ခဲ့ရတဲ့အနှစ်သာရနဲ့ဖြတ်သန်းလာခဲ့ရတဲ့ကာလတစ်လျှောက်ရှေ့ဆက်သွားမဲ့အနာဂတ်ရည်မှန်းချက် plan ကိုကျွန်တော်တို့ EMS နဲ့ရဲ့ကိုစားစီမံဦးဆွေဥက္ကမောင်ဆွေမှပြောကြားပြပါရန်လေးစားစွာပြမနကပြပါရခင်ဗျာဆရာကပြီးတော့မင်္ဂလာပါခင်ဗျာကျွန်တော်တော့မြန်မာနိုင်ငံပြည်내တိုင်း EMS operation network ရဲ့ကျွန်တော်စီမံဦးစီးကိုခမောစီဖြစ်ပါတယ်အခုလိုကျွန်တော်တို့မင်္ဂလာပေါင်းတဲ့ပုံမွန်းနဲ့အခုလိုနေမျိုးမှာတက်ရောက်ပြီးတော့
နှုတ်ခွန်းဆက်ကျူးစုတဲ့စကားလေးပြောခွင့်ရတဲ့အတွက်ကျွန်တော်တို့ကြော်လာတဲ့ဆရာတော်များနဲ့အဲ့ဒီတော်များစီမံများကော်မတီကများနဲ့ညီနောင်တင်းများကိုကျွန်တော်အထူးပဲကျေးဇူးတင်ပါတယ်အောင်ပဏာမပြောကြပါရစေခင်ဗျာကျွန်တော်တို့ရန်ကုန်ဒေသကြီးမင်္ဂလာတောင်ကျိုးမြို့နယ်ချီတော်ရက်ကွယ်မှာကျွန်တော်တို့ဒီလောကဟိတဝါလူမှုကြီးအဖွဲ့ချီတော်ရဲ့ကျွန်တော်ဦးဆွေမော်စီဖြစ်ပါတယ်ကျွန်တော်ဒီ EMA channel မှာ2022ခုနှစ်ကစတင်ပြီးတော့စီမံတော်ဝင်ကိုဒီမှာဘူဘောတောင်ပြည်ကြတဲ့ EMA စီမံများနဲ့အတူနေ့ညအတက်နိုင်ဆုံးကျွန်တော်တို့ကြိုးစားပြီးတော့ကျွန်တော်တို့ဒီနေ့တိုင်းဒီမှာရှိတဲ့ညီတော်အတင်းများကိုကျွန်တော်တို့ချိတ်ဆက်စီးပူပါတယ်ဒါအားလုံးတည်တည်ဖြစ်ပါတယ်ကျွန်တော်တို့ channel ရေးတဲ့ကတော့ဒီ line ပေါ်ကနေကျွန်တော်တို့ကူညီရတဲ့ပရိုက်တာတည်တည်ဖြစ်တဲ့တူကျွန်တော်တို့လူနာများပို့ဆောင်ခြင်းနေဝေးလည်းကြောင့်သွားတဲ့ခါမှာကျွန်တော်တို့ညီတော်အတင်းများနေပြီးတော့စီမံများကိုဟလာအောက်ခံနေငါးချောဖြစ်လမ်းပြတဲ့ချိန်မှာကျွန်တော်တို့ဒီမှာသက်ဆိုင်ရာနေမြေကစီမံများနဲ့ချိတ်ဆက်ပြီးတော့အောက်ခံနေဖြစ်လမ်းပန်းဆက်တဲ့အခြေအနေကောင်းမကောင်းတဲ့ကျွန်တော်နေကန် brighter နဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့အတက်နိုင်ဆုံးအနေကိစ္စပြည်နိုင်တယ်ကျွန်တော်တို့ကဒီပြီးတော့ဒီ line ပေါ်ကနေပြီးတော့ဒီလည်းကြတယ်လို့ကျွန်တော်လမ်းတစ်ခီးတစ်ချောင်းပါအခြေပေါ်ဒူနာများတက်ဆောင်မှုမှာလိုအပ်တဲ့အောက်ဆီဂျင်များကိုလည်းကျွန်တော်ဒီ network ကနေပြီးတော့အတက်နိုင်ဆုံးချိတ်ဆက်ပေးလို့များလည်းရှိပါတယ်ထို့တူပဲနေကန်တင်းများနဲ့ချိတ်ဆက်ကူညီမှုတွေကိုလမ်းပေါ်မှာကျွန်တော်တို့မတော်တဆရှင်မတော်တဆမှုဖြစ်ချင်းကျွန်တော်ဘိပေါတာတို့ဒီမှာကျွန်တော်ပစ္စည်းတော်ဆိုလို့ရှိရင်လည်းသက်ဆိုင်ရာကျွန်တော်တို့လင်းကြီးကံညီတော်အသင်းတွေကိုအခုကြီးတောင်းပြီးတော့အချိန်နဲ့တပြေးညီကူကြီးဆောင်ရွက်နိုင်ခဲ့တာလေဒါကျွန်တော်တက်ရောက်လာတဲ့အသင်းတွေအားလုံးလည်းလက်တွေ့ကြတော့ကျွန်တော်ခံစားမှုများလို့လည်းကျွန်တော်ယူဆပါတယ်ဗျကျွန်တော်တို့ဒီတပြေးကျွန်တော်တို့ EML Operation Network Channel ကဆိုလို့ရှိရင်တော့ဂျန်ခဲ့တဲ့ Rugby ပုံတိုင်းနဲ့ပတ်သက်လို့ EML ရဲ့မှတ်တိုင်တစ်ခုစိုက်ထင်တယ်လို့ပဲကျွန်တော်ပြောပြစီပြဘာဖြစ်လို့လဲဆိုတော့ဒီ Rugby ပုံတိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီတက်ရောက်လာတဲ့အသင်းအဖွဲ့တွေမရှိတော့ပါဘူးအကုန်လုံးလို့ကျွန်တော်တို့နေပြည်တော်ကောင်စီနယ်မြေတောင်ဘူးရစ်သားကြောက်စင်ကျွန်တော်ရှမ်းပြည်တောင်ပိုင်းကလောအင်းလေးနဲ့ကျွန်တော်တို့ဒီဘက်ကပင်လောင်းရိုင်ကော်စားတဲ့နေရာတွေကိုဒီ EML channel လေးကနေချစ်ဆက်ပြီးတော့ကုညီမှုအတိုင်းတာဟာကျွန်တော်တို့အောင်မြင်တယ်လို့ပဲယူဆလို့ပါတယ်ကျွန်တော်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကျွန်တော်တို့ထုတ်ပတ်ကုညီမှုလုပ်ငန်းများနောက်ကျွန်တော်တို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်းကျွန်တော်အချိန်နဲ့တပြေးညီလုပ်ဆောင်နေတဲ့အတွက်ကျွန်တော်တို့ရဲ့မှတ်တိုင်တစ်ခုကိုကျွန်တော်တို့သတ်မှတ်ပြရစီခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဒီလိုလုပ်ဆောင်နေတာလည်းဒီ EML channel ကိုသုံးစွဲပြီးတော့အပြန်နဲ့3-3ကနေပြီးလို့ကျွန်တော်ချိတ်ဆက်ပြီးကုညီတယ်လို့ပဲကျွန်တော်တို့ကပြင်ပြီးတော့ယူဆပါတယ်အခုလိုပူပေါင်းပြီးကြတဲ့အသင်းအဖွဲ့တွေကိုလည်းဒီနေရာနေပြီးတော့ကျွန်တော် EML စီမံများနဲ့ကော်မတီများကိုစားလေးစားကူညီတယ်ဆိုတဲ့အကြောင်းလေးပြောကြပါစီခင်ဗျာကျွန်တော် EML channel မှာရှိတဲ့စီမံများဆိုလို့ရှိရင်တော့2နှစ်ကျော်ကာလပေါ့ကျွန်တော်လုပ်တာတော့ပြည့်စုံပွဲတော့2နှစ်ပါအခု2နှစ်ကျော်ကာလအတွင်းမှာမြည်သည့်ကိစ္စမှာဆိုကျွန်တော်တို့အတက်နိုင်ဆုံးမိမိတို့ရဲ့မိသားစုကိစ္စဆိုတာလေးကျွန်တော်ပြီးပြထားပါတယ်ကျွန်တော်တို့ personal ကိစ္စလေးပြီးနေတာပြီးအတက်နိုင်ဆုံးကျွန်တော်တို့ဒီဝင်ရောက်ပြီးတော့ဖြေကြားညီညီဆောင်မှုများကိုလှုပ်ဆောင်နိုင်ခဲ့လို့အပေါ်မှာကျွန်တော်တို့ပါရမှုများလိုအပ်ချက်များရှိလို့ရှိရင်လည်းကျွန်တော်တို့ကိုနားလည်ခွင့်ပေးပါလို့ဒီကတည်းကလည်းကြားပဲဒီကောင်တလေးကြလို့ရှိရင်ကျွန်တော်တို့ဒီစက်ပေါ်မှာပြန်လည်မဖြည့်ကျနိုင်တော့ဘူးလေဒီနေရာနေပြီးတော့ပဲတပါးတဲ့တောင်းပန်ရင်းနဲ့ဒီနေရာလေးကျွန်တော်ခွင့်တောင်းပြစီဒါဆိုကျွန်တော်တို့ကအသေးကောင်းမောတွေကနေ့စဉ်နေ့တူပါမိမိအသေးရဲ့လှုပ်ဆောင်ချက်တွေမိသားစုကိစ္စတွေနောက်ကျွန်တော်တို့အားလုံးကျန်တဲ့လူမျိုးကိစ္စတွေနဲ့ကျွန်တော်တို့ကြော်လွှားနေရတဲ့ကိစ္စတွေပတ်သက်လို့ရပဲဆိုတော့ကျွန်တော်တို့မဆောင်စတဲ့နဲ့မဆောင်စကားပဲကျွန်တော်တို့အိတ်သွားနေတာအိတ်ကြော်သွားတာဒီကျွန်တော်တို့နိုင်သွားတဲ့ကိစ္စလေးတွေပြီးတော့တိခံခွင့်လို့ပေးဖို့လေဒီနေရာလေးတပါးတဲ့တောင်းပန်ကြတယ်ခင်ဗျာဟုတ်ကဲ့ပါတခါတည်းစီမံများနဲ့အနေနဲ့စီမံတဲ့ကောင်တွေကနေပြီလေအသေးဖွယ်များပေါ့ကျွန်တော်တို့ပြောမှဆိုမှကျွန်တော်တို့အလုပ်ကိုင်အမှန်ကန်ရှိလို့ရှိရင်လည်းနားလည်းပြုလုပ်ပေးပါတခါတလေကြောက်လို့ရှိရင်လည်းညီသူပဲဖြစ်ဖြစ်ကျွန်တော်တို့မိမိရဲ့ personal ကိစ္စလေးတွေအကြောင်းဖြစ်ပြီးကျွန်တော်တို့ဒီစိတ်ဟောပေါ့ညီညွတ်စရာလေးရှိပြီးဖြစ်ပြီးစကားများအားကျုံရှိသွားပြီးအခါမမယူနေဖြစ်သွားပြီးခါဆိုရင်ဒီနားပဲတခါတည်းဆရာတော်များနဲ့တည့်ရောက်လာတဲ့ခေါင်းမောင်းကြီးတွေအားလုံးကိုဒီညနေတောင်းပန်ပြပါခင်ဗျာဟုတ်ကဲ့ပါဆက်လက်ပြီးတော့ကျွန်တော်တို့ EML channel ရဲ့ကျွန်တော်တို့နိုင်ကူညီမှုအသင်းနဲ့ပတ်သက်လို့လည်းကျွန်တော်ဒီညနေပြီးတော့တပါးလေးပဏာမရှိကြတယ်ပြီးလို့ရှိရင်ကျွန်တော်တို့နာကူလာကော်မတီကိုတက်ပါရှိကြပါလိမ့်မယ်ကျွန်တော်ဒါကူကော်မတီကို2023ဒီဇင်ဘာလမှာတည့်ရောက်လာတဲ့အသင်းဖွဲ့တွေကနေပြီးတော့ကျွန်တော်တို့တောင်းဆိုမှုနဲ့ကျွန်တော်ဒီဟာလေးအကောင့်နဲ့ပေါ်ပါတယ်
စပြီးတော့ကျွန်တော်စီမံများနဲ့ကော်မတီများနေပြီးတော့မတည်ပြီးတော့ပတ်စံသိန်း30လောက်ကိုကျွန်တော်စမတည်ပြီးတော့ကျွန်တော်ဒီဟာလေးကိုပြီးပါတယ်အဲ့ဒီအမှာကျွန်တော်တို့ဒီကအသင်းဖွဲ့တွေကနေကျွန်တော်တို့တွေလည်းပူပေါင်းပါဝင်ပြီးတော့ကုညီပြစီဆိုပြီးတော့လာစီ1000တန်ဒီ2000တန်ဒီ3000တန်ဒီပါဝင်ကြတဲ့အသင်းအဖွဲ့တွေလည်းဒီနေ့ကျေးဇူးတင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကတီးကြကောက်ခံပြီးတော့ဖွဲ့စည်းတဲ့ကျွန်တော်တို့အသင်းမဟုတ်ပါဘူး။အဲ့ဒီအတွက်ကျွန်တော်တို့ကမိမိစေတနာလေးမိမိရဲ့ဆန္ဒလေးအောင်တောင်းပူပေါင်းပါဝင်မှုကိုကျွန်တော်လက်ခံတဲ့ကော်မတီဖြစ်ပါတယ်ဗျ။အဲ့ဒီအတွက်လည်းကျွန်တော်တို့ပြည်သူမှမထည့်ဝင်လို့ဘယ်တော့မှကျွန်တော်ဝေဖန်ရေးကျွန်တော်တို့ရှုံချခြင်းမရှိပါဘူးဆိုကျွန်တော်လည်းဒီနေ့လေးတစ်ပါးလေးပြောပြရပါတယ်ခင်ဗျာ။တို့ဒီဘက်ကျွန်တော်တို့ဒီပွဲကြီးကိုလည်းကျွန်တော်တို့ဖြစ်တော့အောင်ကျွန်တော်တို့ဆောင်ရွက်တဲ့နေရာမှာကျွန်တော်တို့ဒီစီမံဒီကော်မတီတွေရဲ့စိတ်ဆန္ဒဘယ်လောက်ပြည့်ပြလဲဆိုလို့ရှိရင်ဒီပွဲကိုလုပ်မယ်အတက်နဲ့ဆိုတို့တွေစူးစမ်းမယ်ဘယ်သူမှပတ်စံမကောင်းတဲ့ဆိုတဲ့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်နဲ့တူကျွန်တော်တို့စီမံကြီးတွေကော်မတီတွေကနေပြီးတော့တယောက်ကို10သိန်း5သိန်း3သိန်းအသီးသီးထည့်ဝင်ပြီးတော့ဒီပွဲလေးကိုကျွန်တော်တို့စူးစမ်းပြီးတော့ဆောင်ရွက်ဖြစ်ပါတယ်ဒီနေရာဆိုလို့ရှိရင်ကျွန်တော်တို့အခမဲ့ရတဲ့အတွက်ကျွန်တော်တက်တာလည်းပြောမှာပေါ့ခမ်းမမခမ်းနိုင်ပါဘူးအဲ့တော့ကျွန်တော်တို့လည်းနားလည်ပြီးပါကြီးကြပ်မှုတွေအတွက်စိတ်ကြီးကြပ်မှုတွေအတွက်လည်းကျွန်တော်တောင်းပန်ပါတယ်ဗျကျွန်တော်အဖြစ်မြောက်အောင်လည်းကျွန်တော်စူးစမ်းခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မြည်သူဘောမှာကျွန်တော်ဒီခန္ဓာတက်ဖို့တက်ကိုဝေဘလောက်ထည့်ရမယ်လို့ဘယ်ရွတ်ထည့်ရမယ်လို့ကျွန်တော်မပြောကြခြင်းကိုလည်းနားလည်ပြီးကြပါခင်ဗျာမပြည့်စုံဘူးတဲ့လည်းဒီနေ့တောင်းပါပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ကြီးကျင်းပတဲ့ပြည့်စုံမှုကိုစိတ်ထက်သန်မှုတွေတွေ့ရလာကြတဲ့အသေးပွဲအားလုံးကိုကျွန်တော်များအားလုံးကျေးဇူးတင်ပါတယ်တကယ်စေတနာအမှန်နဲ့ကိုကျွန်တော်တို့လိုအပ်ချက်များရှိပါကလည်းဝိစီသူများကျွန်တော်တို့စီမံတဲ့ကော်မတီများရဲ့တောင်းလို့သာသတ်မှတ်ပြီးတော့အဖြစ်ပေးပါတယ်ခင်ဗျာကျွန်တော် EMS channel ကိုဆက်လက်အတွန်းရှိတည်တံပြီးဒီခုနဲ့တူကူကြီးဖေးမှကြရင်အပြစ်မပြေချစ်ခင်စွာဖြင့်ပြည်သူအတွက် EMS ဆိုတဲ့ဆောင်ပုံလေးကိုကျွန်တော်ဒီနေ့ကနေပြောကြရင်လည်းကျွန်တော်ရဲ့တုပ်ဖို့စတဲ့ကောင်ဒီနာပဲကျွန်တော်နေကိုချုပ်ပြတယ်ဗျာအားလုံးကြီးကြပါရဲ့โอเคပါအခုလိုမျိုးကျွန်တော်တို့ EMS ဒီတူတွေ EMS တွေအနေချုပ်ပြောသားပေးပါတော့ကျွန်တော်စီမံအုပ်စုကျေးဇူးအများကြီးတင်ရှိပါတယ်ကျွန်တော်ဆက်လက်ပြီးတော့မှကျွန်တော်တို့နိုင်ကော်မတီဝင်ကိုမျိုးစောဦးမော်ဒရာတာဂီရာနေပြီးတော့မှကျွန်တော်တို့နိုင်ကိုညီမှုနဲ့ပတ်သက်ပြီးတော့မှရှင်းလင်းတင်ပြပေးဖို့မျှဝေပေးဖို့အလေးစားဆုံးဖြတ်ဖိတ်မှကပူရပါတယ်ခင်ဗျဒီကနေ့ဝယ်လို့ကြောက်လာတဲ့ဆရာတော်ပြန်ပြီးတော့ဥတင်ပါဗျာအားလုံးကြောက်လာတဲ့တိုင်းတိုင်းကိုများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါတယ်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်နိုင်ကော်မတီအနေနဲ့ဆောင်ရွက်တဲ့လုပ်ငန်းစဉ်များကိုအားလုံးကြောက်လာတဲ့တင်ပြသိရှိနေအောင်တင်ပြသွားမှာဖြစ်ပါတယ်ကျွန်တော် EMS မှာ EMS ကိုနိုင်ပုံရင်းမှုစတင်နေတဲ့လုံဆောင်ခြင်းကိုကျွန်တော်24လပိုင်း20ရက်နေ့မှာစတင်ပြီးတော့ပြောင်းလဲတာဖြစ်ပါတယ်ကျွန်တော်လုံဆောင်ချက်တွေကောင်းတဲ့ဘုံအတွက်အစည်းအဝေးပေါင်းများစွာစီမံများနဲ့ဥဆောင်ကော်မတီများအစည်းအဝေးပေါင်းများစွာနဲ့ဘုံမှသာတယ်ဒီရက်မှာကျွန်တော်လည်းပြောနေတာဖြစ်ပါတယ်ကျွန်တော်စင်းစရာအနေနဲ့ပြည်မှာပါဝင်တဲ့ဟက်ကင်ဆွေများကနေပြီးတော့အနည်းဆုံး20ဦးပါ20ဦးမပြည့်လည်းရကျွန်တော်စင်းကျွန်တော်တို့နိုင်ကော်မတီကိုစင်းတင်ပြပေးဖို့ဒါဒီပထမချက်ဖြစ်ပါတယ်တို့စင်းတင်ပြမှုလည်းနည်းနည်းလေးအားနည်းနေတာဖြစ်တဲ့အတွက်ကြောက်လာတဲ့မိဘအင်းအောင်များကနေပြီးတော့ဒါကျွန်တော်တို့ EMS ကော်မတီကိုကျွန်တော်တို့နိုင်ကူလီထောက်ပံ့နိုင်ရတဲ့စင်းများလေးတင်ပြပေးဖို့အတွက်ပြည်ထောင်စုကံကြပါတယ်ကျွန်တော်တို့နိုင်ကူလီမှုတွေနဲ့တကယ်တမ်းကျွန်တော်တို့စင်းထဲမှာပါတဲ့လူနိုင်ဖြစ်ပေါ်ခဲ့တဲ့သူတွေကျွန်တော်တင်စင်းမိတ်တွေပိတ်စာအင်းလည်းမနဲ့ကျွန်တော်တို့ EMS စီမံကော်မတီများပူးပေါင်းပြီးတော့ကျွန်တော်တို့ကျန်းလာစွာနဲ့သိန်းချက်တိထောက်ပံ့ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ထောက်ပံ့မှုမှာလည်းကျွန်တော်တို့ရဲ့ထောက်ပံ့မှုဟာကျန်းလာစွာနဲ့ဒါလို့လူတယောက်ရဲ့အဆုံးမှုเนาะကျွန်တော်တို့ပတ်တမ်းမှတ်ရများနေတော့ဒါအခုခမောင်ဝင်းကိုကျွန်တော်တို့ပြီးခဲ့တဲ့ဒီနေ့မှာတော့ပြီးခဲ့တဲ့ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကြားရတဲ့တုံးဆောင်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပြန်မှာဆင်းပေးတဲ့အားဆိုရင်အသိမောင်း20နီးပါးတော့ပဲရှိနေတာဖြစ်တဲ့အတွက်ထပ်ပြီးတော့လည်းစင်းစရာများပို့ပေးကြဖို့ကျွန်တော်တိုင်းဒီမှာရှိတဲ့ပြည်ထောင်စုနိုင်ငံများကိုပန်ကြားရပါတယ်ကျွန်တော်တို့ဒါခုကြပြည့်စင်နေနဲ့အဲဒီကစင်တိုက်မှုမှာကျွန်တော်တို့နိုင်ရုံနဲ့ထောက်ပံ့မှုအနေနဲ့ဖြစ်ကောက်တော့ကျွန်တော်တို့ဆောင်ရွက်ပေးခဲ့တဲ့ဟာရှိပါတယ်။နောက်တကယ်တမ်းကျွန်တော်တို့ဒီဟာဖြစ်ကောက်မှုဆောင်ရွက်တဲ့နေရာမှာဖြစ်ကျွန်တော်တို့ EMS စီမံများကိုလမ်းကြောင်းစတင်ထုတ်တဲ့ခြင်းအစပြီးတော့သတင်းပို့ပေးမှုအဓိကချက်ဖြစ်ပါတယ်။သတင်းပို့ပေးနေဖြစ်လာပြီးတိုက်မှာကျွန်တော်တို့ရော်ပေးလို့ဆိုတဲ့ဟာတော့ဒါပေါင်းကြ။ဒါပေါင်းလည်းမဝင်ဘူး။အဲ့တော့ကျွန်တော်တို့စတင်ပြီးတော့ဖြစ်တဲ့
ဆိုရင်ကျွန်တော်တို့ဘယ်ချိန်မှာ record ပြန်ကြည့်ပါမယ်ဘယ်ချိန်မှာသတင်းပို့ရတယ်အဲ့မှာဖြစ်ပေါ်တဲ့ဒူနာတင်ဆောင်ရင်းနဲ့ဖြစ်ပေါ်တဲ့ accident 30တက်ဆိုကျွန်တော်တို့ကနှစ်သိန်းကော်မတီကနေပြီးထောက်ပံ့ပါတယ်ဒီနှစ်သိန်းအပြင်ကိုကျွန်တော်တို့ဖြစ်ကောက်အသိန်းတွေနေရနေပြီးတော့ဖြစ်ကောက်ပြန်နေပြီးတော့ဒါကျွန်တော်ရှင်းမှာကျွန်တော်တို့ medical ရဲ့ရှင်းတိုင်းမှုပဲ accident မှာကျွန်တော်ကူညီပြီးတော့ဆောင်ရွက်ပေးထားတဲ့မှတ်တမ်းမှတ်ရတာရှိတာဖြစ်ပါတယ်ကျွန်တော်တို့ပြန်မဲ့စီမံကြောင်းတော့ဆရာတို့တင်ပြပြီးဖြစ်တဲ့အတွက်ဒီလိုချင်းနေနဲ့ကျွန်တော်တို့ထဲဝင်နေတဲ့ပုံပုံများလည်းကျွန်တော်တို့ကိပေးနံပါတ်တွေအားလုံးပေးရတာဖြစ်ပါတယ်မိမိတို့ရဲ့စိတ်ဆန္ဒတော့ကျွန်တော်တို့ထည့်ရမယ်ဆိုတဲ့ဘိုင်းဒီပုံစံမျိုးမရှိပါဘူးမိမိတို့ဆန္ဒရှိတော့ကျွန်တော်တို့လည်းထဲဝင်ပါဝင်ပြီးတော့ကိပေးဝေပေးရနေပြီးတော့လူရမ်းနိုင်တယ်ကျွန်တော်လာတဲ့လူရမ်းလာတဲ့အခုကျွန်တော်တို့ဘန်ထဲမှာဘန်ကောင်းတဲ့ကော်မတီ3ခုကနေပြီးတော့ကျွန်တော်တို့ဘန်သေးဖွင့်ပြီးတော့ထိန်းသိမ်းလာတာဖြစ်ပါတယ်ငွေတော့ငွေဆင်းရှင်းတာကိုလာတယ်ကျွန်တော်တို့ပြန်မဲ့စီမံများနဲ့ကော်မတီများလာကုန်တနင်္ဂနွေအပတ်တိုင်းမှာကျွန်တော်တို့တစ်ချိန်တစ်ချိန်ပြဆိုပြီးတော့ဒီပြဆိုပြီးတော့ကျွန်တော်တို့သွားနေတာဖြစ်တယ်နော်ပြဆိုပြီးတော့ဆက်လုပ်ငန်းစဉ်များဘယ်လိုသွားရမလဲဆိုတဲ့တိုင်းတာလေးတွေနဲ့ညှိနှိုင်းပြီးတော့ကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်ကျွန်တော်တို့လာစဉ်9လပိုင်းမှာကျွန်တော်တို့34သိန်းနဲ့3000ကျွန်တော်တို့ရရှိတာဖြစ်ပါတယ်အဲ့ဒါစီမံများထည့်ဝင်တဲ့ငွေကြီးပါအပါဖြစ်ပါတယ်7လပိုင်းမှာကျွန်တော်တို့9သိန်း6000တစ်ထောင်ကျွန်တော်တို့ရရှိတာဖြစ်ပါတယ်9လပိုင်းမှာ9သိန်း6000ဖြစ်ပါတယ်10လပိုင်းမှာ9သိန်း4500ဖြစ်ပါတယ်17လပိုင်း4သိန်း3500 15လပိုင်း9သိန်းကျွန်တော်ဈေးမချုပ်ပါဘူးကျွန်တော်စုစုပေါင်းရရှိငွေဟာ59သိန်း3000ဖြစ်ပါတယ်ကျွန်တော်တို့နိုင်ရေးကိုထောက်ပံ့မှုနဲ့ဒီ၄ချိန်ပြီးပေးထားပြီးတာဖြစ်တယ်ကျွန်တော်လက်ရှိဒါမှာကျန်ရှိတဲ့ငွေကြီးကျွန်တော်လက်ဝယ်မှာကျန်တဲ့ငွေကြီး49သိန်း3000ကျပ်တိလက်ဝယ်ကျန်ရှိဖြစ်တယ်ကျွန်တော်တို့ဒါပြီးခဲ့တဲ့ medical လူငယ်များဒီတိုင်းမှုတော်ဆောင်မှုမှာဖြစ်လာတာကျွန်တော်စီမံများကနေပြီးတော့စီမံကော်မတီများနေပြီးတော့ပေါင်းစည်းပြီးတော့လူတိုင်းနဲ့ငွေဟာ3သိန်း9000ကျွန်တော်တို့စီမံ EC များကနေပြီးတော့3သိန်း9000ကျွန်တော်တို့စိုက်ထုတ်ပြီးတော့လူတန်းပါတယ်အဲ့ဒါအသင်းများဖြစ်ကောက်ကနေပြီးတော့အားလုံးဝမ်းဝမ်းလူတန်းနဲ့လူတော်ငွေကြေးဟာ15သိန်းတိတိဖြစ်ပါတယ် medical လူငယ်များတော့ကျွန်တော်တို့နိုင်ရေးကော်မတီကနေပြီးတော့2သိန်းဖြစ်ကျွန်တော်တို့ medical ရဲ့ရင်းအစည်းအဝေးဖြစ်ရမှာကျွန်တော်တို့ဒီလိုရကူတော်များအားလုံးကူနိုင်မှုဟာ30နဲ့9000တိတိကူညီပေးနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့အခုချိန်ဒီနိုင်ကိုကူထောက်ပံ့မှုပေါင်း4ခုပြုလုပ်ပြီးသားနိုင်ပြီဖြစ်ပါတယ်9လပိုင်းမှာဖိုက်တောင်လုံးသားကကုန်းပေါင်းစင်ပေါ်လုံးရဲ့အတွက်2သိန်းထောက်ပံ့မှုဖြစ်ပါတယ်ဒီဒါကြောင့်ဥက္ကမောင်ပေါ်လုံးရဲ့2သိန်း10လပိုင်းမှာဖြစ်ပါတယ်17လပိုင်းမှာလောကကြီးတော်ကအကြီးတော်ကနေပြီးတော့ဥတန်းသိထိုက်ဘူး2သိန်းကူညီထောက်ပံ့မှုဖြစ်ပါတယ်ဘောဆောင်လပိုင်းမှာတော့ဘေးရနေတဲ့ကဲတဲ့ဘွဲကဦးထွန်းစော်နဲ့2သိန်းကျပ်တိတိကျွန်တော်တို့ထောက်ပံ့မှုဖြစ်ပါတယ်ကျွန်တော်တို့ထောက်ပံ့မှုများအားလုံးကိုလည်းကြားနာသွားနဲ့ဦးတယောက်တည်းရဲ့ဆန္ဒမဝင်နဲ့စီမံဘဏ္ဍာကော်မတီများနဲ့အားလုံးညှိနှိုင်းပြီးတော့ဆောင်ရွက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ဆန္ဒချက်မှန်းကလည်းအားသာချက်တွေအားနည်းချက်တွေရှိနိုင်တာဖြစ်ပါတယ်။ပေါ်လာတဲ့လူတွေများအားလုံးကျွန်တော်တို့အကြံပြုပါမှာရေးပြီးတော့ကျွန်တော်တို့ရဲ့အားသာချက်အားနည်းချက်တွေကိုပွင့်လင်းနေတာကဝေဖန်အကြံပြုနိုင်ပါတယ်ဒီနေ့ကျွန်တော်ရဲ့ဒီကမှုကိုပြောချပါတယ်အားလုံးမြင်လာပေါင်းနဲ့ပြုလုပ်ပါမယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာအခုလိုမျိုးနိုင်ရေးကူညီမှုကော်မတီအနေနဲ့ကျွန်တော်တို့တက်နိုင်ဆုံးကျွန်တော်တို့သိစိရှင်းရှင်းတင်ပြပေးသွားတဲ့မောဒရာကိုမျိုးစုံဒီဝေကျေးဇူးတင်ချင်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့အခမ်းအနားစီစဉ်ရကျွန်တော်တည်င်းချင်းစီကိုကျွန်တော်တို့မိတ်ဆက်ပြီးတော့ကျွန်တော်တို့တည်င်းချင်းစီတိုင်းကိုမဲစနစ်မဲဖောက်ပေးမှာဖြစ်ပါတယ်အခုချိန်ကနေစပြီးတော့မှကျွန်တော်တို့ B2B ဒီမှာB2B service company ကနေပြီးတော့မှကျွန်တော်တို့ကန်ဇမ်မဲအကောင့်က40ဆက်3လုံးကျွန်တော်လေးလေးလူမှုကြီးကဖရိုမီတာ5လုံးလေတော့5ခုဆိုင်လူမှုကြီးရဲ့ဖရိုမီတာ5ခု AYT အောင်ရဲ့သူတဂီရလူမှုကြီးတဲ့ဖရိုမီတာ5ခုကျွန်တော်ဗန်ဌာနေရှင်ဘုံပြသဘောဝ BN ကတော့တစီရနေပြီးတော့မှရှိကုံဇေရမြကြီးရဲ့ရင်ငွေလုံးပန်းပေါင်းစုံရုပ်ပွားတော်45စုဆက်လက်ပြီးတော့ကျွန်တော်နောက်ထပ်ပါတဲ့လက်အိတ်များနဲ့အတူကန်ဆယ်မဲပေါင်းကျွန်တော်118မဲဒီနေ့ကျွန်တော်တို့မဲဖောက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့မဲလေးပြားနဲ့အတူမိမိတို့ရှိရာအရောက်လာပြီးတော့မှကျွန်တော်မဲဖောက်ပေးမှာဖြစ်ပါတယ်စီမံများတဲ့ကွာကျွန်တော်တို့ဦးဆောင်သူများနေပြီးတော့မှဒီပွဲရုပ်ဖွင့်ဖို့အတွက်ကိုဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြတဲ့မာတီလူရှင်များကိုကျွန်တော်တို့ဒီအားလေးဆောင်ရင်းနဲ့အတင်းတက်ကိုဆောင်ရင်းနဲ့ကျွန်တော်ကြီးညာပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီပွဲရုပ်ပြည့်မြောက်ဖို့အတွက်ကိုကျွန်တော်တို့
စီဝါမြန်မာဦးကျကျော်ကနေပြီးတော့မှကျွန်တော်စစ်သိမ်းချက်ထဲဝင်လူနေပါတယ်ဒီကကြီးကလူမှုကူညီတဲ့ဦးပြမျိုးဦးရှမ်းနေပြီးတော့မှစစ်သိမ်းချက်ထဲဝင်လူနေပါတယ်တောင်ကလာပါဒါနေဓမ္မစေယောင်ဦးကျော်ကျော်ရှိမစစ်သိမ်းချက်ထဲဝင်လူနေပါတယ်နေပြီးတော့တပတ်ဒုက္ခလုံးစုံနာကူဦးထိုက်ဦးတထိုင်ဦးမသုံးသိမ်းချက်ထဲဝင်လူနေပါတယ်ကျွန်တော်မိချာနေတနေ့လိုက်တိုင်းမိချာနေစီမံမလာရောက်နိုင်တဲ့စီမံကိုဝင်းအောင်အဝေးရောက်သုံးသိန်းထဲဝင်လူနေပါတယ်ဆိုတော့ကျွန်တော်တို့စီမံဥက္ကမောင်ဆွေကြည်တော်ဥက္ကကြီးသုံးသိန်းချက်ထဲဝင်လူနေပါတယ်ကျွန်တော်ဦးစောနှစ်သိန်းချက်ထဲဝင်လူနေပါတယ်ဦးမောင်စောရှင်မင်းသားနှစ်သိန်းချက်ထဲဝင်လူနေပါတယ်ရှင်ပြည်တော်နေသားစီတဥသားစုနာဂဝနေပြီးတော့မှနှစ်သိန်းချက်ထဲဝင်လူနေပါတယ်ဆိုတော့ကျွန်တော်နာကူကော်မတီရှင်းပြသွားတဲ့ကိုမျိုးစောဦးတာဂီရာကနေပြီးတော့မှတသိန်းချက်ထဲဝင်လူနေပါတယ်ကျွန်တော်အဝေးရောက်ပြုံးတဲ့ဌာနေကိုကမဏိစီမံနှစ်သိန်းချက်ထဲဝင်လူနေပါတယ်အားလုံးကျွန်တော်တို့မတီငွေ49သိန်းချက်နဲ့ကျွန်တော်ဒီဘွဲကိုဖြစ်မြောက်အောင်နည်းနည်းဒီအခမ်းအနားလေးကိုဖြစ်မြောက်အောင်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်တရားလာကြတဲ့ကျွန်တော်တို့ရဝရလေးမှာဒီနေ့တိုင်းဒေသကြီးတီတီမှရှိရတဲ့ညီတော်များကိုအခမ်းကျူမွေးအစီအစဉ်မှာလည်းပဲကျွန်တော်တို့ဘူဘီစနေနဲ့ကျွန်တော်တို့အောက်မှာအခမ်းကျူမွေးပါမှာဖြစ်ပါတယ်မကြမီစီတို့မှာလည်းပဲကျွန်တော်တို့ဆရာတော်တန်ခါတော်များကိုစွမ်းစက်ကချင်းကိုကိုကြီးစီကမတရားပေးပါရုပ်ရှိလို့ကြောက်ပါမေးလေးကလေးကျွန်တော်ချင်းချင်းပေးပါတော့နားလေးမှာကျွန်တော်နေရာလောက်လိုက်မယ်နော်အကောင့်ကတကယ်ပါမြတ် PDB အကောင့်ကတကယ်ပါ PDB ရန်ကုန် PDB service ကအကောင့်ကတကယ်ပါမြတ်ဆက်လက်ပြီးတော့ကျွန်တော် medical လူငယ်များခွဲသုံးမေးလေးတလေးချင်းချင်းဖို့ချိုးကြော်ရပေးပါဆက်လက်ပြီးတော့ခွဲသုံးမေးလေးတလေးချင်းချင်းပေးပါနောက်တော့ကျွန်တော် UMKBC ပြည်ဦးနယ်တန်းစီပေးပါခင်ဗျ UMKBC တော့အလုံး KBCဟုတ်ကဲ့ပါကျွန်တော်တို့ medical ခွဲသုံးလက်အိပ်ပါခင်ဗျUMKBC နေရာယူပေးပါအလုံး KBC နေရာယူပေးပါခင်ဗျဟုတ်ကဲ့ပါဒါပြည်ဦးတွေကနေဆရာစောဘလူးမင်းပေပြည်ဦးတွေမှာဘုရားဆင်းသူတော်ပါခင်ဗျ UMKBC ဘုရားဆင်းသူတော်ပါဆက်လက်ပြီးတော့အလုံး KBC နေရာယူပေးပါတောင်းကလာ RCB ရေးအောင်ရွှေကုံရေးဖို့အကောင့်ကပ်ပါခင်ဗျာအလုံး KBC ဆရာစောလေးအကောင့်ကပ်ပါခင်ဗျာသလုံးတို့ဆိုရင်ဆက်လက်ပြီးတော့ရွှေကုံရေးပြီးတော့ကျွန်တော်ကလောချက်ချင်ဆရာဦးလည်းဝင်ဒါကိုတောင်းကပ်ပါချက်ချင်ဒီကနေကျွန်တော်အကောင့်ကပ်ပါပါတယ်အကောင့်ကပ်ရရှိပါတယ်ခင်ဗျာဘာဒါလေးကျွန်တော်ရွှေကုံရေးမို့ကုသန်းစင်တော်ဩကကြီးမေရိတ်တလေးစီမင်းပေးနေရာယူပြီးပါဆက်လက်ပြီးတော့ကလောချက်ချင်ဒီပါနော်အောက်ဆီဂျင်ဖလိုမီတာပါရွှေကုန်ရေးကိုကုသန်းစင်အောက်ဆီဂျင်ဖလိုမီတာပါဆက်လက်ပြီးတော့ကျွန်တော်တို့ဦးသိန်းနဲ့အဲ့ကလေးကျွန်တော်ရှင်းပြပေးပါနားလေးဆက်ပြပြဝင်လိုက်နော်လက်အိပ်ပါခင်ဗျကလောချက်ချင်းဆရာဦးတော်ဝင်လက်အိပ်ပါဆက်လက်ပြီးတော့ Ryan Hart ဦးသိန်းနဲ့နေရာယူပြီးဖို့โอเคခင်ဗျနေရာယူပြီးဖို့အကောင့်ကပ်ပါခင်ဗျာရိုင်ယာဟာဦးသိန်းမြင့်အကောင့်ကပ်ပါခင်ဗျာဘယ်နှမ်းပြုတ်နေဟုတ်ကဲ့ပါကျေးဇူးကိုရဲထွေးနေရာယူပြီးပါဝေရန်ထန်ဒီကျေးဇူး Brighter တင် Star Review ဖြစ်ပါတယ်လက်အိပ်ပါခင်ဗျာဆက်လက်ပြီးတော့ကိုမြင့်မောင်ဟုတ်ကဲ့ကိုမြင့်မောင်ရောက်ရှိနောက်တူနိုင်စေတနာမှန်းငယ်ဒီနေ့ကျွန်တော်တို့တကုန်းဌာနီမှာဝိဒါပြုစဉ်တကုန်းဌာနီကိုမြင့်မောင်ဘုရားဆင်းသူတော်ပါဒီလိုပေါင်းနေသေးနော်မငယ်နေရပြီဟုတ်ကဲ့နောက်ဒဇင်အောင်တူနိုင်စေတနာပါကျွန်တော်တို့နေပြည်တော်ကောင်းစီနေပြည်တူနိုင်စေတနာမှာအမှုသွေးနေအောင်ဒီချင်းမငယ်ဖြစ်ပါတယ်လေတော့ပါဗျာတူနိုင်စေတနာမငယ်လေတော့ပါပါရဲ့ဆက်လက်ပြီးတော့ကျွန်တော်တို့ဂျီပီတာမတ်တော့ရက်ကွဒဇင်အောင်ရည်ပြပါအကျဉ်းသားပြည့်ကိုဟိ
ပါလီယာစဝိုင်းအောက်ဆီဂျင်ဖလိုမီတာပါဒီစီအောင်ကျွန်တော်အမှတ်3ရက်ကွက်ဒီစီအောင်လူမှုကူညီတင်မဟုတ်ပါဘူးကျွန်တော်အောက်ဆီဂျင်ဖလိုမီတာပါခင်ဗျာအကျဉ်းအကုသိုလ်ကိုစံကြောင်းထားနေကျင်နာစံကြောင်းပါခင်ဗျာအောက်ဆီဂျင်ဖလိုမီတာပါခင်ဗျာနောက်တစ်ခုကပါလီယာနေရာယူပေးပါစိန်ပွင့်လေးများရင်းမနိုင်နေရာယူပေးပါပါလီယာအုပ်စုရဲ့ကိုစားကိုရှိမဲလေးကျွန်တော်နေပြပါခဲ့တော့နမဲလားဒိုင်ဘုံရစုနေရာယူပေးပါအောက်ဆီဂျင်ဖလိုမီတာပါတယ်တရားစင်းလို့ဆက်လက်ပြီးတော့ကျွန်တော်အောင်မင်္ဂလာဥထုအောင်နိုင်ကြနေရာယူပေးပါစပယ်လေးချောင်းနေရာယူပေးပါဘုရားစီးပြီးတော့ပါခင်ဗျာစပယ်လေးချောင်းရောက်ပါလားဟုတ်ကဲ့ပါနော်စပယ်လေးချောင်းလေပါကိုတီရောက်ပါလားခင်ဗျာဟုတ်ကဲ့ပါကိုတီဘုရားစီးလို့တော့အခုစပယ်လေးချောင်းတောင်းတကုန်းသားနေစပယ်လေးချောင်းဦးရဲဝင်းမောင်ဘုရားစီးလို့တော့ပေးပါလေပါကိုတီမဲနေပြီကိုတီကိုနေရာယူပေးပါလာလေပါကိုတီပါပဲအကောင့်ကတကပါကျွန်တော်တို့နိုင်သာရန်အလေကြီးရောမကိုတီအကောင့်ကတကပါပဲပေးတော့ယူသေးတယ်အဲ့ဒီဖွင့်တာပဲဒါကြီးစီနိုင်ပြပါတယ်ဆက်လက်ပြီးကျွန်တော်ပြည်တော်တော်လည်းပြန်ကြည့်ပါအကောင့်ကပါခင်ဗျာ PDP အကောင့်ကပါခင်ဗျာကုမ္ပဏီပေးကုမ္ပဏီပေးကုမ္ပဏီပေးစေရနာတုကကုမ္ပဏီပေးကုမ္ပဏီပေးကိုဇောနေရာယူပြပါလောကနဲ့ဝေထုံးနေရာယူပြပါဘလို့ပြန်လူချင်းလို့လူရရနော်ဆက်လက်ပြီးစေရနာတုကကိုဇောကျွန်တော်မဲလေးကလေးနဲ့နေရာယူပြပါဟာရှိပြည်တော်မြို့နယ်အမစစ်တီရက်ကွက်စေရနာတုကလူမှုကူညီတဲ့ဘာကြီးကိုထုတ်ပြပါတယ်အကောင့်ကတကပါခင်ဗျာ PDP အကောင့်ကတကပါဆက်လက်ပြီးတော့ကျွန်တော်လောကနာဝေထုံမြောက်တကုန်းဒါတော့ကျွန်တော်မြောက်တကုန်းလောကနာဥက္ကာယီဝေထုံဖြစ်ပါတယ်ဘုရားရှင်တို့တော်ပါခင်ဗျာဆက်လက်ပြီးမိသားစုဒီလိုရနော်ဆယ်ကျော်ရင်ရက်တွေမြေယူပြပါပြည့်စက်ခြင်းလုံးသားများဘုရားရှင်တို့တော်ပါခင်ဗျာဒီလိုမျိုးဆက်လက်ပြီးတော့ကျွန်တော်ဆယ်ကျော်ရင်ရက်တွေမြေယူပြပါပြည့်စက်ခြင်းလုံးသားများနေရာယူပြပါသူ့ဝင်တော့ဘုရားတော်နေရာယူပြပါလက်ရှိကျွန်တော်တို့စမ်းကြောင်းရံမှာကျွန်တော်ရဲပူလေးဖြစ်ပါတယ်စမ်းကြောင်းရံပြီးတော့ပါခင်ဗျာအကောင့်ကတကပါခင်ဗျာ B2B အကောင့်ကတကပါဒါပေးစခြင်းလုံးသားများဒီနေ့ကျွန်တော်လိုင်းသားရ3ရက်ကွက်လေတော့ဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကျွန်တော်သူဝင်တော့ဘုရားတော်မေရိကလေးချင်းပြီးပါဆက်လက်နေရာပေးဖို့လေလက်တပြေကိုစကဝိုင်းဘုရားရှင်သူတော်ပါကျွန်တော်သူဝင်တော့ဌာနီမှာသူနာပရိုက်တာပြန်ဥက္ကာကြီးဘုရားတော်ဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကျွန်တော်မင်းနဲ့ဘက်ကိုလေလက်အောက်ဆီဂျင်ဖလိုမီတာပါခင်ဗျာတူလာတော့တယ်ပြောတာအဲ့ဒါပြန်ပြန်တယ်တူလာတော့ပြန်ပေါက်တယ်ဒီကိုကျွန်တော်တို့ဘုရားဝေးအောင်ဝေးလေးတလေးရှင်းပြပါစကဝါကြီးပါခင်ဗျဆက်လက်ပြီးတော့ကျွန်တော်ဆက်လက်ပြီးတော့ဘုရားကြီးပါဆက်လက်ပြီးတော့ကျွန်တော်ထားတဲ့ကျွေးစီပါအကောင့်ကပ်ပါခင်ဗျကိုတင်ဝေးအောင်ဒီကိုအကောင့်ကပ်တကပ်ပါကျွန်တော်ယနေ့ခေတ်မှာကျွန်တော် B2B service ကနေကျွန်တော်အကောင့်ကလိုင်းသာယာမြို့နယ်အရင်တိုင်းတပ်ဖွဲ့များစကဝါကြီးပါခင်ဗျဆက်လက်ပြီးတော့ကျွန်တော်ပတောက်ကြီးလိုင်းသာယာအရှိကျပတောက်ကြီးဥက္ကမောင်တို့ငယ်လေးကလေးချင်းပြီးတော့အကောင့်က
အကောင့်ကပ်ပါခင်ဗျာ PDB ကုမ္ပဏီမှာကျွန်တော်တို့မဲဖောက်ပြီးတဲ့အကောင့်ကပ်တကပ်ပါခင်ဗျာဆက်လက်ပြီးတော့ကျွန်တော်ဆရာဦးမြတ်ပြည်စင်နာရှင်လူငယ်များကိုနေလေးနေရာယူပေးပါရန်ကုန်တိုင်းအမကိုနိုင်နေရာယူပေးပါဘုရားစင်တူတော်ပါခင်ဗျာဆက်လက်ပြီးတော့ကျွန်တော်စင်နာရှင်လူငယ်များကိုနေလေးအခုလည်းကျွန်တော်တို့လေကူးဌာနေစေတနာရှင်လူငယ်များဥက္ကဋ္ဌကိုနေလေးဖြစ်ပါတယ်အကောင့်ကပ်ပါခင်ဗျာကိုနိုင်တော်ကလူမှုကူညီရေးအသင်းနဲ့မဲလေးကိုနိုင်မှာပါကြီးမြင့်ပြပါအကောင့်ကပ်ပါခင်ဗျာဓမ္မကိုနေရာယူပါမီးအိမ်ရှင်နေရာယူပါဒါလည်းကျွန်တော်လက်ခံနေတာလေကူးဌာနေမဒီကယ်လူငယ်များခွင့်နဲ့ကိုတော်စင်ဖြစ်ပါတယ်လေကူးဌာနေဘုရားအောင်မဲလေးကလေးကြီးမြင့်ပြပါအောက်ဆီဂျင်ဖလိုမီတာပါခင်ဗျာအောက်ဆီဂျင်ဖလိုမီတာတစ်ခုပေးပါလေကူးဌာနေဓမ္မကိုကြီးလူမှုကူညီရေးအသင်းပါခင်ဗျာကိုနိုင်လာလိုက်ကိုနိုင်ဒီကကြစပီတာမျိုးနဲ့အမှတ်29ရပ်ကွက်ကိုနိုင်လောကအသင်းမှာမဲလေးကလေးကြီးမြင့်အောက်ဆီဂျင်ဖလိုမီတာပါခင်ဗျာဟုတ်ကဲ့ပါဆက်လက်ပြီးတော့ကျွန်တော်မီးရင်ရှင်ကိုစိုးမိုးကျော်ဖြစ်ပါတယ်စိုးမိုးဖြစ်ပါတယ်အာစီဂျင်ဖလိုမီတာပါခင်ဗျာဆက်လက်ပြီးတော့ကျွန်တော်ချင်းမြင့်မဲ့တန်ဝေကအနာကကျေစင်မြစ်တာနေရာယူသားပေးပါမြို့နယ်ရံပြည်တော်ဥပင်သိဒီစိတ်ဓာတ်လေးနေရာယူပြီးတော့ဒီမှာကိုတန်းစောဦးဒီနေ့ကလေးကျွန်တော်ချင်းမြင့်ပေးနေတာဖြစ်ပါတယ်အကောင့်ကတကမပါတယ် PDB ဆောက်ပေးမှာချင်းမြင့်တဲ့အကောင့်ကတကပါခင်ဗျာလက်ရှိချိန်นี้တော့ကျွန်တော်စက်တွေမဲမပေါက်သေးဘူးနော်စက်တွေရဲ့အကောင့်ကပါခင်ဗျာအင်းစိန်တန်ဒီအနာကဝင်းလူမှုကူညီရေးမှာဘူတာကြီးအကောင့်ကပါကိရခဏဆန္ဒပေးပါကျေစင်မြင့်တာပါခင်ဗျာအင်းစိန်တန်ဒီကျွန်တော်တို့ကျေစင်မြင့်တာလူမှုကူညီရေးမှာအောက်ဆီဂျင်ဖလိုမီတာပါခင်ဗျာကျွန်တော်ပြောရရင်အင်းစိန်အရင်တိုက်ရင်ယုံမိုးစေတနာဆန်ရည်နေရာယူပါအကောင့်ကပါခင်ဗျာကျွန်တော်တို့စက်တွေအောက်များရောက်နေလားမသိဘူးလေးလို့ဖြစ်မယ်အောက်ရောက်နေတာနေရာယူပါခင်ဗျာဘုရားစင်တူတော်ပါအင်းစိန်တိုက်ရင်ယုံမှာဆရာဦးကျော်ဘုရားစင်တူတော်ပါခင်ဗျာကျေပြီးတော့စံရီဒီမာရှိယတောင်ကြီးအကောင့်ကပ်ပါခင်ဗျာရန်ကင်းဌာနေမိုးစေတနာအကောင့်ကပ်ပါခင်ဗျာဒါဒီကံကျွန်းဌာနေအကောင့်ကပ်ပါခင်ဗျာဒီကံကျွန်းခြေပြုစံရီလူမှုကူညီရေးအသင်းပါခင်ဗျာဘုကမောင်ဝင်းကြည်သူတွေဒီမှာလည်းအကောင့်ကပ်ပါဒီမှာရှိရဘုရားစင်တူတယ်ပါခင်ဗျာဘယ်တောင်ကြီးလေဝါလေတူဝဲလေဝါမှာတောင်ကြီးရေရဲ့နေလူလားဟုတ်ရှိပါတယ်ဘုအောင်နိုင်ပြေးပါညီတော်များကိုကျွန်တော်တခါနဲ့ဖိတ်ဆက်ပေးရင်းနဲ့လဲလေးပေါ်လာပြပါတယ်ဘုရားစင်တူတော်ပါခင်ဗျဒီနေ့တိုင်းဒီမှာရှိရတဲ့ကျွန်တော်ညီတော်များတယောက်တခါနဲ့ကျွန်တော်ဖိတ်ဆက်ပေးရင်းနဲ့လဲလေးပေါ်ခြင်းဖြစ်ပါတယ်အဲ့တော့ဒါတောင်ကြီးဒီမှာရှိရပါဘုကမောင်ထွေးပါဟုတ်ကဲ့ပါမြောက်တကုံဌာနေရွှေရန်ကိုလူမှုကူညီရေးအသင်းမှာခင်ဗျအကောင့်ကပါခင်ဗျာမိသားရေးကြီးကျွန်တော်တို့ဦးကြည်ခိုင်နေရာယူပြပါဘုံလုံးပါမီကြောခိုင်ဝနေရာယူပါကိုလည်းပြဒီခရမ်းသုံးခွဘုံလုံးကြီးရွာမှာဘုံလုံးပါမီကြောခိုင်ဝဖြစ်ပါတယ်ဘုရားစင်တူတော်ပါခင်ဗျာမိသားရေးကြီးပါမျက်စေတနာနေရာယူပြပါဒါကကျွန်တော်တို့မိသားရေးကြီးပါကျောင်းလေးပြဒီခရမ်းသုံးခွဌာနေမိသားရေးကြီးလူမှုကူညီရေးမှာဦးကြည်ခိုင်အကောင့်ကပါခင်ဗျာအကောင့်ကပါကျမျက်စေတနာဦးသေးလွင်အောင်နေရာယူပြပါဘုရားစင်လူဦးနိုင်ဦးပါဘယ်လိုချင်းပြပါဘုရားစင်တူပါခင်ဗျာကျွန်တော်မျက်စေတနာရောက်ပြီလားခင်ဗျာ
မျက်စေတနာဦးသေးလေးအောင်ကိုလေးဒီကမှကျွန်တော်မဲလေးတလေးချင်းချင်းပြီးပါ အောက်စီဂျင်4မီတာပါခင်ဗျာ အဲ့တော့ကသူ့သိပေါ်တယ် ဘုရားဆင်းတုတော်ပါခင်ဗျာဆက်လက်ပြီးကျွန်တော်တောင်းကြပါလားဒီ SH ဘုံမှာဆရာဦးဘုံမဲနေရာယူပေးပါအမင်းမင်းအဖွဲ့နေရာယူပေးပါလက်ရှိကျွန်တော်တို့ SH ဘုံမဲဘုရားဆင်းတုတော်ပါခင်ဗျာဒီပါလူနာလူမှုကြီးတင်ကလောပါခင်ဗျာကိုစိုးလေးဦးပြပါတယ်ဘုရားဆင်းတုတော်ပါခင်ဗျာဆက်လက်ပြီးအောင်ရဲသူတပတ်ဒုက္ခလူငယ်လူမှုကြီး စိတ်ကပေါ်လာတယ် ဒီအောင်ရီတိုင်းနေရာယူပါရွှေလာရောင်ပလမိုးနေရာယူပါအကောင့်ကပါခင်ဗျကျောင်းကလာပါလမ်းမင်းတစ်စိတပတ်ဒီကကျွန်တော်တို့ကိုမြတ်မိုးနေရာယူပါနော်ဘုရားဆင်းလို့တော့ပါကိုအောင်ရဲ့သူဘုရားကျွန်တော်တို့တက္ကိရဒေါပုံတန်နေ AYD ရစုလက်ပပြားတပတ်ဒုက္ခယုံကွယ်ကိုမြတ်မိုးဖြစ်ပါတယ်လက်အိပ်ပါခင်ဗျလက်အိပ်ပါခင်ဗျဖူကြီးတော်လေးလူငယ်လူမှုကြီးတွေနေရာယူပေးပါရွှေလာရောင်ကိုလာမိုးနေရာယူပေးတဲ့ဖူကြီးမျိုးမှာလူငယ်လူမှုကြီးတွေမှာကိုကျော်စင်ကအကောင့်ကပ်ပါခင်ဗျာ ကောင်းတယ်ကောင်းတယ်ဒီမှာတော့ပေါ်ပြရတယ် ကဝေဖြာနေရာယူပေးပါလက်အိပ်ပါခင်ဗျာဒီလိုစံကြောင်းဌာနီစာနာစိတ်တွေတို့လည်းများရွှေလာရောင်လူမှုကြီးတွေမှာကိုလာမိုးလက်အိပ်ပါခင်ဗျာမစ္စည်းမလေးပါခင်ဗျာဒီအောင်ဒီကိစ္စကြီးပသိဌာနီမှာဘုရားဆင်းစုတော်ပါခင်ဗျာစနေပြီးတော့ဖြောင်းမြစ်တာစေနာရှင်တက်လက် FTR သုဘဝေဖျားအင်းစေဖြောင်းမြစ်တာကုံပေါင်းမောင်ဘယ်လေးတလေးချင်းချင်းပြီးပါဘုရားဆင်းစုတော်ပါခင်ဗျာဗီဒီယိုစက်တွေတုံးတုံးလုံးကကျန်နေတယ်နော်ဒီကလည်းပါစနေပြီးတော့ FTR နေရာယူပါသူကဝေဖျားနေရာယူပါတွဲလက်အင်းစေနေရာယူဘုရားဆင်းတော်ပါခင်ဗျာလေကူတော်လေးစေနာရှင်ကလည်းဘုရားဆင်းတော်ပါရွှေရောင်တစ္ဆာနေရာယူပါအနိုင်မဲ့ကရုဏာနေရာယူပါလက်အိပ်ပါခင်ဗျာကျွန်တော်တို့လိုင်းသားရာသန်းတပင်သာနီ FDR လူမှုကွန်ရက်တင်ဥက္ကာကြီးကိုတက်နိုင်ဖြစ်ပါတယ်လက်အိပ်ပါခင်ဗျာတွဲလက်ရှိပါမှာတွဲလက်ရွှေရောင်တစ္ဆာအနိုင်မဲ့ကရုဏာP7 ဇမင်းဆန်ဒါကလည်းသူကဝေပြဘုဒ္ဓစီမှာသူတို့ဘူလေးသားနေဒါတော့ကျွန်တော်အင်းစိန်တွဲလက်ဘုံမိအောင်ပါဘုရားဆင်းလို့တော့ပါခင်ဗျာရွှေရောင်တစ္ဆာနေရာပြပါအနိုင်မဲ့နေရာယူပြပါဦးမောင်အကောင့်ကပါခင်ဗျာရွှေရောင်တစ္ဆာလိုင်နာယာတာဒီမှာမန်တုံးတဲ့ငါလာလားဆရာမန်ကွဲတိပါမန်ကွဲတိပါခင်ဗျာဘိုးချာကြီးဘုရားဆင်းလို့တော့ပါဒီလိုရုံနဲ့တည်းရှိလို့မဆက်3ရက်ကွယ်မှာနိုင်မဲ့ကူနာဟုတ်ကဲ့ကိုဆိုင်ပါဘုရားဆင်းလို့တော့ပါခင်ဗျာတောင်ညွန့်ဌာနီ P7 ဇမင်းဆန်အကောင့်ကပါခင်ဗျာမိရပါပြီပါဆွေအောင်သမိုင်းဘုရားဆင်းသူတော်ပါနိုင်တာယာမြစ်တာပါရမီဘုရားဆင်းသူတော်ပါခင်ဗျမိတာလေးဓမ္မပါဠာတာဂိရလူမှုကူညီရေးအသင်းစီရက်ကွက်လူမှုကူညီရေးအသင်းမှာဘုံမြင့်စံဥက္ကဋ္ဌဖြစ်ပါတယ်လက်အိပ်ပါခင်ဗျာမြေဘုံတော်လေးမြေဘုံလေးရွှေရောင်သမိုင်းအကောင့်ကပ်ပါခင်ဗျာ73လုံးတော့ဝင်လားရာယူဖို့လေးစားစွာမိတ္တရကံပါတယ်ဒါတော့ကျွန်တော်မိတ္တလေးဘုရားဆင်းသူတော်ပါခင်ဗျာဒါဓမ္မဘာလလူမှုကူညီရေးတင်မှာကိုကြောက်စိတ်ဖြစ်ပါတယ်ဖလိုမီတာပါခင်ဗျာအောက်ဆီဂျင်ဖလိုမီတာပါကျွန်တော်ချောင်းသားမှာကျွန်တော်ရေငုတ်တဲ့ကမှာကျွန်တော်
ကိရလူမှုကူညီရေးမှာကောင်းပြုံးပြီးဟုတ်ကဲ့ပါအပြင်ကိုကျွန်တော်ကောင်းပြုံးပြီးအကောင့်ကပ်ပါခင်ဗျာကျွန်တော်ဗီဒီယိုစာပေကဘုဒ္ဓစီပြပါဆက်လက်ပြီးအင်းစိန်ချက်ချင်းဒီကိုစီတူပြည်လေရှင်တန်ရင်ရွှေအင်္ဂရိဘုရားစင်းပြုတော်ပါခင်ဗျာကျွန်တော်အင်းစိန်ကနောင်နာဂုံစီမူမဥက္ကာယီကိုတရင်တို့ဘုရားစင်းပြုတော်ပါခင်ဗျာလက်အိပ်ပါခင်ဗျာပြည်လေရှင်တန်ရင်နေရာကြီးပါရွှေအင်္ဂရိအယုံကိုလူတွေကလူရင်ဘတ်တို့နေရာကြီးပါခင်ဗျာလက်ရှိအကောင့်ကပါခင်ဗျာအကောင့်ကပါဆက်လက်ပြီးနေရာကြီးပါရွှေအင်္ဂရိလူကောင်းအယုံလူကိုကူညီနေကြပါတယ်ဘုရားစင်းပြုတော်ပါဒီလိုမေလာတော့လူတွေကလူနေရာကြီးပါရေဘတ်တူတောင်းဘုရားစင်းပြုတော်ပါဒီလိုလူတွေကလူကိုမျိုးကိုမြင်လို့ဒီဘတ်တူဘုရားစင်းပြုတော်ပါခင်ဗျာရှေလက်ပါယမဆုစေတနာမေတ္တာသင်္ကရှင်တန်ခြင်းဆက်ပါခင်ဗျာဒီရောင်နီဥကပြည်တဲ့ဆက်ပါခင်ဗျာဒီကနေ့ကာလတန်ကြီးဘယ်လောက်ရှိလဲခင်ဗျာ2,600ရှိโอเคပါပြည်တဲ့ဆက်ပါပါတယ်ကိုလေးဒီလိုဗီဒီယိုစာပေကလည်း2,600တဲ့ဆက်နေကြနေတယ်နော်ဆက်ပြီးတော့ရှင်လက်ပါဂျမဆိုစေတနာအကောင့်ကပါခင်ဗျာဥပဒေအကောင့်ကပါလေတော့ပါခင်ဗျာဂျမဆိုဘဝတုံးကဘုရားစင်းတို့တော်ပါဘုမေတို့ဆရာတော်တစ်ပတ်ပြီးသားတယ်ကွာဘုရားစင်းတို့တော်ပါခင်ဗျာစေတနာဒေဝလေးကကြီးဘဝတုံးကစေတနာလူမှုကူညီရေးမှာဘုရားစင်းတို့တော်ပါအကောင်ဘုရားစင်းတို့တော်ပါခင်ဗျာတို့ရှင်သန်ခြင်းနေရာယူပါရွှေတိုင်းနေရာယူပြီးပါအကောင်ကပါခင်ဗျာကောက်ကဘုရားကြီးမြေတာရေးဥတော်ပါဟုတ်ကဲ့ပါအကောင်ကပါခင်ဗျာစက်တလုံးတို့ပြည်တိုင်းဒီမြေတိုင်းတော်လေးမှာရှင်သန်ခြင်းရွှေတိုင်းနေရာယူပါဘုရားရွှေတိုင်းဟောဘုရားဟာဒီမှာရှင်တိုင်းလာလာဆွေးလာအကောင်ကပါခင်ဗျာဟိုလာဘာချာတော့ဒီတိုင်းလိမ့်လိမ့်အကောင်ကပါခင်ဗျာကျွန်တော်တို့ကြည့်ပြတိုင်းစံပြကျွန်တော်တို့ကြည့်ပြတိုင်းစံပြအတင်းမှာမဲလေးတလေးနိုင်ပြီးတဝူတရားနေရာပြပါကိုတန်းငယ်ဘုရားဆင်းပြီးတော့ပါခင်ဗျာ H result ပါခင်ဗျာဒီလေစပါခင်ဗျာဒီကမှာ H result ပါဒီလေမှာဘုရားဆင်းပြီးတော့ပါခင်ဗျာဘယ်အားမစတော့လာပြီးတော့အဲ့ဒါပုံမသိကောက်ကမလားဟာအကောင်ကပါခင်ဗျာစူပါမြန်မာအင်းစိန်ဌာနီစူပါမြန်မာမှာအောက်ဆီဂျင်ဖလိုမီတာပါခင်ဗျာမောဒရာကိုမျိုးစုံချက်ချင်းကိုချင်းမင်းတို့ဒီကကြီးဒီဆက်ဗီဒီယိုဆက်ပါခင်ဗျာရောက်ကလာတွဲလေးကြီးကိုကြည့်စိုးပါခင်ဗျာဘုံပါပြီမဲလေးတလေးချင်းဒီမှာအကောင့်ကပါခင်ဗျာ0လို့ခဲ့မယ်0နဲ့နော်ကိုချင်းမင်းတို့ဓမ္မစင်ရောလေတော့ပါခင်ဗျာကျွန်တော်တို့ဓမ္မစင်ရောကိုကြောရှင်တပည့်ကိုရက်ွက်ဒီကကြီးကလူမှုကူညီရေးဟုတ်ကဲ့ကြီးကဘုရားဆင်းလို့ပါဝိရှမဆက်လက်ပြီးတော့မောဒရာတာဂိရ
ဘုရားဆင်းလို့တော့ပါခင်ဗျာကျွန်တော်ညီတော်များကျွန်တော်မဲလေးအစီအစဉ်ပြီးဆုံးသွားလို့ရှိရင်ကျွန်တော်ဆက်လက်ပြီးတော့အစီအစဉ်အစီအစဉ်ကတော့အဲ့တော့ဆက်လက်ပြီးတော့ကျွန်တော်လက်အိပ်ပါပါတယ်ခင်ဗျာကျွန်တော် EMS 001လက်အိပ်ပါခင်ဗျာကျွန်တော်နေခင်းစာနဲ့တေခင်းအခမ်းအမတန်ဓာတ်ပုံရည်နဲ့တော့လက်ဆွဲနှုတ်ဆက်ပြီးတော့ကျွန်တော်တို့အောက်ကိုလေတော့ပါခင်ဗျာကိုချင်းမင်းတို့တမန်နီလေတော့ပါအဲ့တော့ကျွန်တော်တို့စီမံကိန်းတွေကလက်ဆွဲနှုတ်ဆက်အမတန်ဓာတ်ပုံများရိုက်ပြီးတော့ကျွန်တော်တို့အောက်မှာဘုရားဆင်းပြီးတော့ပါခင်ဗျာဦးကျွန်တော်စီမံဦးဇော်အခုလက်ရှိမိုက်ပိုင်ရှင်နဲ့ပြပါကိုယ်နဲ့တော့ရောက်အကောင်းကပါခင်ဗျာဦးမောင်ဒီဦးမောင်ရစုမဲလေးတလေးချင်းပြပါခင်ဗျာဟုတ်ပါဖလိုမီတာပါခင်ဗျာဓမ္မဆန်ရည်အတွက်မဲလေးတလေးချင်းပြပါသုံးလေးကြပါလိမ့်နော်အဲ့တော့လောကဟိတဝါကြည်တော်လောကဟိတဝါဥဆွေမဲလေးတလေးနဲ့ပြပါဘုရားရှင်တို့တော်လူငယ်အားမအကောင်းကတကယ်ပါတဲ့ဟုတ်ကဲ့ပါကျွန်တော်တို့ဒီအစီအစဉ်ကျွန်တော်တို့ခဏရကျွန်တော်ခဏနေရင်နေခင်းစားနဲ့ကျွန်တော်တင်ခင်းအခမ်းကျိုးမှာဖြစ်ပါတယ်ကိုဘဝကိုတန်မိုးရှိအတုံးချတာကျွန်တော်တို့ရဲ့မြန်မာနိုင်ငံတော်ကြီးအတွက်အများကောင်းကျိုးရွတ်တဲ့ဘူပြီးစိတ်နဲ့နေပြည်တော်စီမချမ်းကြပါလေဘာသာတွေမခွဲကြပါနဲ့လဲနေသူကိုဆွဲထူကတွဲထူပေးကြပါမွေးနေသူကိုဖေးကူကဖေးထူပေးကြပါသွေးလူရင်သွေးလူဆေးလူရင်ဆေးလူကြလို့ဘာသာရေးလူမှုရေးကျမ်းမာရေးများကိုစွမ်းနိုင်ရာကဘာဝင်ကူညီကြပြီးကာယကံဝစီကံမနောကံကိုယ်စိတ်နှလုံးသုံးပါးစလုံးရင်ကျင်းတိမ်မွေမှုတွေနဲ့အချိန်အားငွေအားလူအားတို့ကိုလုံးဝစိုက်ထုတ်ပေးနိုင်ကြသူတွေဖြစ်ကြပါစေလို့ဆန္ဒပြုရင်းဒီနေ့ကျွန်တော်တို့ကျင်းပတဲ့နှစ်နှစ်ပြည့်အခမ်းအနားကြီးအောင်မြင်စွာပြီးဆုံးကြောင်းကြေညာရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်စတင်ပြီးတော့မှဆင်းတဲ့အဖွဲ့တွေပဒံတပုံများကိုစီမံကိန်းနဲ့တကွတော်တော်ကောင်းကျွန်တော်တက်ရောက်လာတဲ့နောက်မှာ background များနဲ့တော်တော်ကောင်းပဒံများကိုရိုက်ပြီးတော့တည်ချင်းအဖွဲ့ချင်းကြီးကျွန်တော်ဖြည့်ညှိပါနဲ့ကျွန်တော်အောက်မှာအာရဒါနာ၃ဆောင်ကြဖို့လေးစားစွာဖြင့်ဖိမှန်တကပြုအပ်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ရှိပါတယ်
တန်ဟိတံပရာဟိတံသူတော်တို့ရဲ့အကျိုးကိုဆောင်ရွက်ကြခြင်းသည်ပရာဟိတလုပ်ငန်းမှုခေါ်သည်ဘာသာရေးလူမှုရေးများမကြမ်းအများကောင်းညို့တဲ့ဘိုးကဆောင်ရွက်ကြသည်မှပရာဟိတလုပ်ငန်းမှုခေါ်သည်မြတ်မြတ်သူတို့စိတ်ထဲမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးလို့နေပါသည်မြတ်မြတ်သူတို့လူတိုင်းမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးလို့လိုပါသည်ဖြူစင်မြတ်တာတရားတရားကတည်းတီလူသားအလုံးရှင်တန်တီချင်းစင်မြဲလာသည်လောက်အားကုသိုလ်ပြုကြသည်ဒါနာကုသိုလ်ပြုကြသည်သီလကုသိုလ်မြဲနေသည်မြင့်မြတ်သူတို့နှလုံးသားမှာမကြောက်တင်ထားသည်ပရာဟိတလုပ်ငန်းများစွာဝိုင်းဝန်းလို့ဆောင်ရွက်နေပါသည်လုပ်ငန်းမှုခေါ်သည်ဘာသာရေးလူမှုရေးများမကြမ်းအများကောင်းညို့တဲ့ဘိုးကဆောင်ရွက်ကြသည်